နာတော်နှစ်1569ခုနှစ်ခရစ်နှစ်2026မတ်လ6ရက်တောက်ကြနေ့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့တောင်တန်းပြည်နယ်ပူဇံမဒီရေရှင်းစင်တာ၏ဓမ္မခမ်းမတော်ကြီးအတွင်း၌မဟာစီမဟာတတိပဋ္ဌာန်ဝိပဿနာ10ရက်တရားစခန်းပွဲ၌မဟာတတိပဋ္ဌာန်ဝိပဿနာတရားတော်များကိုရိုးရိုးသေးသေးကြိုးကြိုးစားစားအချိန်ပြည့်ရှုမှတ်ပွားများအားထုတ်နေကြတဲ့ယောဂီကိုယ်တော်စင်များကိုဘုန်းကြီးဒီကနေ့အမတဒါနဓမ္မဒါနတရားအလှူပေးလူမှာကတတိပဋ္ဌာနာသုတ်တံဒေသနာတော်မှာဖွင့်ပြထားတဲ့ဣရိယာပဋ္ဌာန်ပိုင်းကိုအမတဒါနဓမ္မဒါနတရားအလှူပေးလူမှာဖြစ်ပါတယ်ဣရိယာပဋ္ဌာန်ဆိုတာဣရိယာပု၄ပါးရှုမှတ်ပုံကိုဟောထားတဲ့အပိုင်းကန္တာဖြစ်ပါတယ်ဣရိယာပဋ္ဌာန်ပိုင်းမှာမြတ်စွာဘုရားဟောကြားထားတဲ့ပါဠိတော်လေးကိုကြည်ညိုလို့ရအောင်ဘုန်းကြီးရှုပြပေးပါမယ်ဥန္ဒသပရံဘိက္ခဝေဘိက္ခုကိစ္ဆံတောဝါကိစ္ဆာမိတိပဇာနာတိထိတောဝါထိတောမိတိပဇာနာတိနိသိဏောဝါနိသိဏောမိတိပဇာနာတိတရားနောဝါတရားနောမိတိပဇာနာတိဘေကဝေယဟန်တော်များအိုချက်သားတို့ဘုရားစာပရရှုမှတ်ပွားများအားထုတ်ပုံနောက်တစ်မျိုးကဘေကုယဟန်ဒီဝါတရားအားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်သည်ကိစ္ဆံတော်ဝါသွားတော်လီဝါသွားလျင်လီဝါတော်တော်သွားစေသွားကြိုက်သွားစေမူလီကိစ္ဆာမိတေသွားသည်ဟု၍ပဇာနာတိတိဝါတိအောင်ရှုပါထိတော်ဝါရတ်တော်လီဝါရတ်လျင်လီဝါရတ်တော်ရစေရခိုက်ရစေမူလီထိတော်မိတေရတ်သည်ဟု၍ပဇာနာတိတိဝါတိအောင်ရှုပါနိသိဏဝါထိုင်တော်လီဝါထိုင်လျင်လီဝါထိုင်တော်ထိုင်စေထိုင်ကြိုက်ထိုင်စေမူလီနိသိဏမိတိထိုင်သည်ဟု၍ပဇာနာတိတိဝါတိအောင်ရှုပါတရားတော်ဝါလျောင်းတော်လီဝါလျောင်းလျင်လီဝါလျောင်းတော်လျောင်းစေလျောင်းကြိုက်လျောင်းစေမူလီတရားတော်မိတိလျောင်းသည်ဟု၍ပဇာနာတိတိဝါတိအောင်ရှုပါဣတိဤသို့ဘဂဝါတုဘုလောသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကရုဏာရှိသောမေတ္တာအားဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်းအလုံးစုံသာဓုသာဓုသာဓုဒီဣရိယာပဋ္ဌာန်ပိုင်းဆိုတာကိစ္ဆံတောဝါကိစ္ဆာမိတိပဇာနာတိသွားနေစဉ်သွားနေစေသွားနေတို့သွားနေကြိုက်မှာကိစ္ဆာမိတိသွားပြီးဟူ၍ရှုတဲ့သွားရင်သွားမှန်သိအောင်ရှုတဲ့နံပါတ်1ကနံပါတ်2ကထိတောဝါထိတောမိတိပဇာနာတိထိတောဝါရတ်တော်လီဝါရတ်လျင်လီဝါရတ်တော်ရစေရခက်ရစေမူလီထိတော်မိတိရတ်သည်ဟူ၍ရှုရနေတဲ့အခါမှာဒီခန္ဓာကိုစောင့်စပ်လေးရပ်ပြီးထောင်ထောင်လေးရပ်နေတဲ့အချိန်မှာအဲ့ဒီဟာမှာရပ်တယ်လို့ရှုပြီးပြီးရဲ့တရားတော်ဝါထိုင်တော်လီနိသိဏောဝါထိုင်တော်လီဝါထိုင်လျင်လီထိုင်နေစဉ်ထိုင်နေကြမှာလေပဲထိုင်တယ်လို့ရှုပြီးပြီးအခုထိုင်နေတဲ့ပုံစံလေးကိုရှုရင်းနဲ့ပြီးနေရတရားတော်ဝါလျှောင်းတဲ့အခါမှာလေပဲ
ရှေ့လျောင်းတဲ့အခါအဲ့ဒီလျောင်းနေတာလေးကိုလျောင်းတယ်လို့ရှုပြီးတော့သိပါလို့ဒီလေးပါးရှုမှတ်ပုံကိုဟောတဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်ရှုမှတ်ပုံ၄မျိုးတွေကဒီကနေ့စဉ္ညာသွားပြီးရှုမှတ်ပုံကိုဘုန်းကြီးပထမပြောပြမှာဖြစ်ပါတယ်စဉ္ညာလျှောက်တာနဲ့လမ်းလျှောက်တာ2မျိုးရှိတယ်နော်အခုယောဂီတို့တရားနဲ့ရှုမှတ်ပြီးလျှောက်တာကစဉ္ညာလျှောက်တာခေါ်တယ်ဒီအတိုင်းအညောင်းကြီးအပြင်းကြီးလျှောက်တာကလမ်းလျှောက်တာလို့ခေါ်တယ်ဒါကြောင့်စဉ္ညာလျှောက်တာနဲ့လမ်းလျှောက်တာ2ခုကွဲပြီးတော့သိဖို့လိုတယ်တရားရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်များစဉ္ညာလျှောက်တော့မယ်စဉ္ညာအမှတ်နဲ့လျှောက်တော့မယ်ဆိုရင်ပထမနေရာကိုရွေးချယ်ရမှာဖြစ်ပါတယ်ပြောလိုက်အဲဒီစဉ္ညာလျှောက်မဲ့နေရာဟာဉာဏ်ပြန်ပြည့်တဲ့နေရာဖြစ်ရပါမယ်ကမှုကမောက်တွေမငြိညာတဲ့ကျင်းတွေချိုင်းတွေကမှုကမောက်တွေဒါတွေလုံးဝမရှိဘဲနဲ့ညီညာပြန်ပြူးနေတဲ့ဖြစ်ရပါနေဖြစ်ရပါမယ်အဲ့ဒီနေရာကိုရွေးချယ်ပြီးစဉ္ညာရှောက်ရမှာဖြစ်ပါတယ်ရှောက်တဲ့အခါမှာနေရာကိုမိမိရှောက်မဲ့လမ်းနေရာကိုရွေးချယ်ရပါမယ်လူရှင်းပြီးတော့နေရပါမယ်ရှင်းတဲ့နေရာရဲ့ညီညာပြန်ပြူးတဲ့နေရာရဲ့နေရာရွေးပြီးတော့အဆုံးအစကိုတတ်မှတ်ရမှာဖြစ်ပါတယ်အဆုံးအစကိုတတ်မှတ်ရမှာဒီဘက်ကဒီနေရာကစမယ်ဒီနေရာရောက်ရင်ဆုံးမယ်ဆိုပြီးတော့ကိုတတ်မှတ်ရမှာဖြစ်ပါတယ်အခုဒီဗိမာန်ကြီးထဲမှာဆိုရင်အမှန်ကျယ်ဝန်းတဲ့အတွက်ယောဂီတွေအများကြီးရှောက်လို့ရပါတယ်အရှင်းနောက်ပဲရှောက်တောင်မြောက်ပဲရှောက်မယ်ဆိုရင်ရှောက်လို့ရပါအဲ့ဒီရှောက်တဲ့လမ်းဟာယောဂီတယောက်အတွက်တလမ်းပဲဖြစ်ရပါမယ်2လမ်း3လမ်းမဖြစ်ရပါဘူးနေရာရဲ့တမတ်ပြီးလမ်းလေးရွေးပြီးဆိုရင်ယောဂီရှုမှတ်တဲ့အခါမှာတလမ်းကိုတစ်ချက်မှတ်နဲ့မှတ်တာရှိပါလေတလမ်းကို2ချက်မှတ်တဲ့မှတ်တာရှိပါလေတလမ်းကို3ချက်မှတ်နဲ့မှတ်ရတာရှိပါလေရှောင်းပြီးအကျဉ်းစားဘုန်းကြီး3မျိုးပြောပြီးမှဖြစ်ပါတယ်ဘုန်းကြီးဆိုတော့ပြောထားပြီးစဉ္ညာရှောင်းမဲ့နေရာဟာညီညာပြန်ပြူတဲ့နေရာဖြစ်ရမယ်လို့ပြောထားပြီးအပြင်မှာဘုန်းကြီးတို့အခုကျောင်းတိုက်ကြီးဒီဓမ္မစင်တာကြီးထဲမှာဆိုရင်ညီညာတဲ့နေရာရှိတယ်မညီမညာနဲ့လမ်းတွေအနေအမြင့်ကျဉ်းချိုင်ဆိုတာရှိတယ်အဲ့ဒီနေရာမျိုးမှာရှောက်ရင်တမာရီမဖြစ်ဘူးဒါကြောင့်လည်းမညီညာတဲ့လမ်းမညီညာတဲ့အတွက်စဉ္ညာလျှောက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလမ်းလျှောက်တာမဟုတ်တဲ့အတွက်ဉာဏ်ပြန်ပြတဲ့နေရာကိုရွှေ့ပြီးမှစဉ္ညာကိုတစ်ချက်မှတ်နဲ့မှတ်ပြီးရှောက်မှဖြစ်ပါတယ်စဉ္ညာလျှောက်ပုံလေးကိုပြောပါမယ်တလမ်းကိုတစ်ချက်မှတ်ကညာချီလမ်းရင်ညာလမ်းတယ်ပေချီလမ်းရင်ပေလမ်းတယ်ဖြည်းဖြည်းမှန်မှန်လေးမနှီးလုံးမမြန်လုံးခြေလမ်းလည်းမကျဲလုံးမစိတ်လုံးအဲ့ဒီလိုခြေလမ်းတစ်လမ်းကိုတစ်ချက်ပဲမှတ်မယ်ညာခြေလမ်းတာနဲ့ညာလမ်းတည်းမစိတ်လေးကလည်းတည်းဆိုတာနဲ့အံကြဖြစ်ဆုံးမှန်တယ်ဘယ်ခြေလမ်းတာနဲ့ဘယ်လမ်းတည်းဘယ်မှာလမ်းတာလေးနဲ့ဒီမစိတ်လေးကတည်းဆိုတာလေးနဲ့တခါလေကွက်တိဖြစ်အဲ့ဒီလိုတလန်းချင်းကိုတစ်ချက်မှတ်တာကိုခြေတလန်းကိုတစ်ချက်မှတ်တယ်လို့ခေါ်ပါတယ်စဉ္ညာလျှောက်တဲ့အခါမှာခန္ဓာကိုယ်ရုပ်ကလေးကိုတွင်လန်းကြီးလည်းထားမလျှောက်ရဘူးရှားလည်းမလျှောက်ရဘူးလက်ကလေးကိုရှေ့ကိုပိုက်ချင်ပိုက်ထားမယ်နောက်ကိုပိုက်ချင်ပိုက်ထားမယ်အဲ့လိုအထက်ပိုင်းခန္ဓာကိုယ်ကငြိမ်နေပြီဆိုမှစိတ်ကအောက်ပိုင်းရဲ့ခြေလမ်းလှမ်းတာလေးကိုညာခြေလမ်းရင်ညာခြေပေါ်မှာမစိတ်ကလေးညာလမ်းတယ်လို့မစိတ်ကလေးမှတ်နိုင်သွားမယ်ဘယ်ခြေပေါ်မှာဘယ်လမ်းရင်ဘယ်လမ်းပေါ်မှာမစိတ်ကလေးရောက်သွားဒါကြောင့်
ထက်ပန်းခန္ဓာကိုဖြစ်တဲ့လက်ကိုပြန်လည်းချမထားပါနဲ့ရလည်းမသွားပါနဲ့လက်ကလေးရှေ့ပိုက်လူကပိုက်ပါနောက်ပိုက်လူကပိုက်ပါတောက်ပြီးတော့အမှန်နဲ့ရှောင်ရမှာဖြစ်ပါတယ်မျက်စိကလည်းရှင်းတောင်တောင်မြောင်မကြည့်ရပါဘူးရှေ့ကိုလေးတောင်ကမျက်လွှာလေးချပြီးတော့အမှန်နဲ့ရှောင်ရမှာဖြစ်ပါတယ်အဲဒီခြေတလန်းတစ်ချက်မှတ်နဲ့မှတ်တဲ့အခါမှာနိုင်နိုင်နေဖြစ်အောင်တစ်ရက်နှစ်ရက်သုံးရက်အနည်းဆုံးဒီတလန်းကိုတစ်ချက်မှတ်နဲ့ပဲနိုင်နေအောင်အလေးအကျင့်ပြုပြီးတော့ရှုမှတ်ရမှာဖြစ်ပါတယ်တစ်ချက်မှတ်ကိုနိုင်နေပြီဆိုတာဘယ်ကိုပဲသွားဆုံးစားတဲ့နေရာကိုပဲသွားတယ်ဒီအမှတ်ကမြဲပါနေရတယ်မိမိအဆောင်ကိုပြန်လဲဒီမှတ်ကမြဲပါနေရတယ်ဓမ္မယုံထဲမှာသွားလဲဒီမှတ်ကမြဲနေရတယ်အဲ့လိုခြေလန်းတိုင်းရှုမှတ်မှုတတိမြဲနေပြီဆိုရင်အဲ့ဒီတစ်ချက်မှတ်ကိုနိုင်နေပြီလို့ဆိုရတယ်အဲ့ဒီတစ်ချက်မှတ်ကိုနိုင်နေမှတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာခြေတလန်းကိုနှစ်ချက်မှတ်တိုးပြီးမှတ်ရတယ်နှစ်ချက်မှတ်ကြတော့ကြွတယ်ချတယ်ခြေတော်ကြွလာတာနဲ့ကြွတယ်လို့မှတ်မယ်ခြေတော်အောက်ကိုချလိုက်တာနဲ့ချတယ်လို့မှတ်မယ်ခြေတလန်းကိုနှစ်ချက်မှတ်ဖြစ်သွားတယ်ကြွတယ်ချတယ်ကြွတယ်ချတယ်အဲ့ဒီလိုတလန်းကိုနှစ်ချက်မှတ်နဲ့တိုးမှတ်ရမှာဖြစ်ပါတယ်ဒီနှစ်ချက်မှတ်ဖြစ်တဲ့ကြွတယ်ချတယ်လို့မှတ်တဲ့အမှတ်ကိုနိုင်ရသွားပြီသောသောကပြောတဲ့အတိုင်းစောစားသွားလဲနှစ်ချက်မှတ်နဲ့အဆောင်ပြန်လဲနှစ်ချက်မှတ်နဲ့ဓမ္မယုံလာလဲနှစ်ချက်မှတ်နဲ့ဓမ္မယုံထဲမှာရှောက်နေတဲ့အခါမှာလဲနှစ်ချက်မှတ်နဲ့အမှတ်မြဲနေပြီအဲ့လိုမြဲအောင်ရှောက်လိုက်နေပြီဆိုရင်ဒီပုဂ္ဂိုလ်နောက်တစ်ဆင့်တိုးပြီးတော့သုံးချက်မှတ်နဲ့မှတ်ရမှာဖြစ်ပါတယ်ဒီသုံးချက်မှတ်တော့မယ်ဆိုရင်နေရာကအမှတ်ကတိုးမှရတဲ့အတွက်ကြောင့်ဒီလိုခြားခြားအာယုံစုဆိုင်ပြီးမှတ်မှရပါမယ်ခြေတော်လေးခဏကနေစပြီးကြွလာတဲ့အခက်ကလေးမှာကြွတယ်အဲဒီကနေခြေပြားလေးလှုပ်ပြီးတော့ရှေ့ကိုလှမ်းလိုက်တဲ့အခိုက်မှာလှမ်းတယ်နောက်ခြေဘဝတစ်ပြင်လုံးအောက်ကိုချလိုက်တဲ့အခါမှာချတယ်ကြွတယ်လမ်းတယ်ချတယ်အဲ့လိုသုံးချက်မှမှတ်ရမှာဖြစ်ပါလေသုံးချက်မှကြွတယ်လမ်းတယ်ချတယ်လို့သုံးချက်မှမှတ်နိုင်ပြီဆိုရင်အဲ့ဒီယောဂီရဲ့သမာဓိအစစ်တန်းဟာတော်တော်ကိုမြင့်လာပါပြီသမာဓိတွေဖြစ်လာပြီသမာဓိအစစ်မြင့်လာပြီဆိုတော့အဲဒီရှုမှတ်ချက်တိုင်းသိမှုဆိုတဲ့ဉာဏ်လေးဟာရှင်းရှင်းလင်းလင်းပေါ်လာတယ်။ကြောက်တဲ့ကလေးမှသိလာမယ်။လမ်းတဲ့ကလေးမှသိလာမယ်။ခြောက်တဲ့ကလေးမှသိလာမယ်။ဘာကိုသိမှလဲဆိုသဘောလေးတွေသိလာလိမ့်မယ်။အခုခြေတလန်းကိုတစ်ချက်မှပုံလေးပြောပြီးပြီ။ခြေတလန်းကိုနှစ်ချက်မှပုံလေးပြောပြီးပြီ။ခြေတလန်းကိုသုံးချက်မှတ်ပုံကိုပြောပြီးပြီယောဂီတို့ကိုသူရှင်းကြံဣရိယာပုနဲ့သွားတဲ့ဣရိယာပုနဲ့ရှုမှတ်ပုံကိုသင်ကြားပေးဖို့ပဲရှိတယ်ဒါကြောင့်ဒီခုဘုန်းကြီးကနှုတ်နဲ့ပြောပြီးတဲ့အခါမှာလက်တွေ့ရှင်းကြံလျှောက်ပုံကိုဒီပရိုဂျက်တာပေါ်မှာပဲကြည့်ပြီးတော့ယောဂီများအဲ့ဒီအတိုင်းရှုမှတ်ကြဖို့ကိုဘုန်းကြီးကတိုက်တွန်းရင်ညီကုန်းချုပ်ပါလေ